ရှမ်းပြည်ကနတ်ဖွက်ထားတဲ့နေရာလေးကိုဘယ်လိုခက်ခဲတွားခဲ့ရတယ်ဆိုတာလေးကိုပြောပြခြင်းပါ။ုံကြီးတွားတဲ့လမ်းတိုင်းတွားမယ်ဆိုရင်ဒီပင်းတရဘက်ကိုရတဲ့ဘက်တွားမယ်ပေါ့နော်။တောင်ကြီးဘက်ကိုရတဲ့ဘက်မဟုတ်ဘူးပေါ့။ပြီးတော့ဒီပင်းတရလမ်းလေးရတယ်တအားလှတယ်။ဒီလိုစိုက်ခင်းလှလေးတွေနဲ့ပေါ့နော်။အမောပြေတဲ့လမ်းလေးမှလေ။ဒါကတော့မိမရဲ့တခင်မတောင်ကိုဖြတ်သွားတဲ့နေရာလေးပေါ့နော်။ဟိုဘက်ဆက်သွားတော့မိမရဲ့တခင်မတောင်ရောက်တယ်ပေါ့နော်။ဒီဘက်မှာတော့ဈေးဆိုင်တန်းလေးလည်းရှိအပြားကြီးစစ်တွေပါတယ်ပေါ့နော်။ဒီ data ထွက်ပစ္စည်းတွေပါတယ်လည်းဒီမှာရတယ်ပေါ့နော်။ကနန်းကြရေတခွန်ကသူမန္တလေးနဲ့ကလောရဲ့ဂျားထဲမှာရှိတယ်ပေါ့နော်တော်တော်ဝေးတယ်ပေါ့ကလောကနေတော့မယ်ဆိုရင်လေပြောရရင်သူ့ရဲ့ဝင်တဲ့လမ်းကလည်းနည်းနည်းတော့ကျန်းတယ်ပေါ့နော်နည်းနည်းလေးထောက်ဝင်ရတယ်ပေါ့အဲ့အထဲတွေကိုကျွန်တော်တို့တွားခဲ့တဲ့အချိန်ကတော့ကြောက်စစ်တဲ့လေးမီနီလန်းလေးတွေရှိတယ်ပေါ့နော်ကားပါကင်တွေပါရလဲကြည်ကြဲဝန်းလေးနဲ့အဲ့လိုမျိုးသမင်းတွေပါထိုင်စားလို့ရမယ်ကမ်လေးတွေရှိတယ်ပေါ့နော်ဒီမှာဆိုရင်အဝင်ချင်းထဲမှာဈေးဆိုင်တန်းလေးရှိတယ်ဒါကတော့ကျွန်တော်တို့အောက်တဲကိုဆင်းနေပြီပေါ့နော်သူကရေတကုံရောက်ဖို့အတွက်ကိုအောက်ကိုထပ်ဆင်းရတယ်လေလူကြီးပိုင်းတွေပါပါတယ်ဆိုရင်တော့နည်းနည်းတတိထားဆင်းပေါ့နော်သူကနည်းနည်းလေးမတ်ဆောက်တယ်ပြီးတော့လမ်းတွေပါရတယ်နည်းနည်းလေးကျန်းတယ်ပေါ့နော်ဒါပေမဲ့အောက်ရောက်ဝိုင်းတော့ view ကတော့တော်တော်လှတယ်ပေါ့နော်ဆင်းရတာနဲ့တန်အောင်တော့ view ကတော်တော်လေးကိုကြည့်လို့ကောင်းတယ်ရှင်ထဲကိုလည်းအေးဝါစေပေါ့နော်အဲ့နာလေးရောက်ရင်အေးဝါတယ်တချို့ကတော့ရေတကုံထဲမှာရေကူးတာတို့ကတော့လုပ်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ရောက်ခံနေပြီပေါ့နော်ကျွန်တော်တို့တွေခက်နဲ့ရောက်လာကြပါပြီသူ့ရဲ့ရေတကုံပုံစံကလို့ကနန်းပုံစံလေးနဲ့သူလို့ကနန်းကြရေတကုံလို့ခေါ်ကြရပေါ့နော်ရေတကုံလေးရလို့ကြည်စိမ့်ပြီးတော့လေရေကူးတဲ့လူတွေလည်းရှိကြတယ်ပေါ့နော်အဲ့ထဲမှာရေတပ်ပုံတွေပါရိုက်လို့လည်းတအားလှတယ်အဲ့လိုရေတကုံမှာဟိုပဲလေသူကတက်တန့်ပုံစံမျိုးလေးနဲ့တအားကြည့်လို့ကောင်းတယ်ကျွန်တော်ဒီမှာပြောပြနေရတဲ့အပြင်မှာတွေ့ရတဲ့ view ကတော်တော်လေးမိုက်တယ်ပေါ့နော်အပေါ်ကပင်ပန်းနဲ့ဆင်းလာတဲ့မြတွေကတော်တော်လေးအမောပြေစေတယ်ပေါ့နော်ဒီမှာတက်တန့်ပုံစံမျိုးလေးနဲ့ပေါ့နော်တအားလှတယ်ကနန်းကြရေတကုံတွားမယ်ဆိုရင်အသက်အစင်ရာနည်းနည်းလမ်းကျန်းတဲ့အတွက်ကြောင့်ဂရုစိုက်တွားကြဖို့ကျွန်တော်သတိပေးချင်ပါတယ်